ဟုတ်ကျွန်တော်တို့မော်လမြိုင်မြို့ကနေလာလို့ရှိရင်ပေါ့နော်45မိနစ်လောက်ပဲမောင်းရပြီးတော့မော်လမြိုင်မြို့နဲ့မနီးမွေးမှရှိတယ်ဒီရှေးအောင်ဂူဖျားတစ်ခုကိုပေါ့နော်ကျွန်တော်ရောက်ရှိနေတာပေါ့အဲ့ဒါမှဒီဂူဖျားမှာပေါ့နော်ဘာတွေရှိလဲဆိုတာဘာတွေရှိလဲဘာတွေတွေ့ကြုံရမလဲဆိုတာပေါ့နော်စိတ်ဝင်စားပွဲကျွန်တော်လည်းတူတူလိုက်ပြီးတော့ကြည့်လိုက်ရအောင်ပေါ့နော်ဒီနေရာတော့ပေါ့နော်မေဂရိုလှိုင်ကူပေါ့မွန်ပြည်နယ်အကြမ်းမျိုးနဲ့မေဂရိုကြီးရမှာရှိတယ်မေဂရိုလှိုင်ကူကျွန်တော်တို့ရောက်ရှိနေတာပေါ့နော်အခုဒီမှာဘာတွေရှိတယ်ဆိုတာကျွန်တော်လည်းတူတူလိုက်ပြီးတော့ကြည့်လိုက်ရအောင်ခင်ဗျာကျွန်တော်တို့ခုဖျားရောက်ပြီဆိုတော့ဒီဂူထဲမှာပေါ့နော်ဘာတွေရှိတယ်ဆိုတော့ကျွန်တော်လည်းတူတူလိုက်ပြီးတော့ကြည့်ရှုလိုက်ရအောင်ဟုတ်နော်ဒါဖျားကြီးဒီဂူဖျားကြီးပေါ့နော်ဒီထဲမှာနှစ်ပေါင်း100ကျော်ပြီတဲ့ဖျားဘူး100ပြောတော့ဒီမှာဒါတော့ချုပ်ပါတော့များတယ်နည်းနည်းတော့မှောင်တယ်လားရုပ်ပါတော့လေမပိတ်ရဆိုလို့ရှိရင်ဖျားဘူးတွေကတော့ဟိုပြောမယ်အမြဲတမ်းရှိတာပေါ့နော်ဒီကနေကျွန်တော်တို့တက်ဆက်ရှိသွားမယ်ဆိုလို့ရှိရင်ဟိုနဂါးမေလို့ကြီးလိုက်ဘူးပေါ့နော်ဆုတောင်းပြည့်နဂါးမေလို့ကြီးမှာဟိုကိုအလုံးကန်ကြီးပါလေအမျိုးဟိုအတိတ်ခံပြီးတော့ဆုတောင်းပေါ့နော်ဆုတောင်းပြည့်နည်းနည်းတော့မှောင်တယ်တလားမလင်းတို့တွေစောစောလင်းတို့တွေထားပြပါကျွန်တော်တို့အောက်မှာဘာတွေရှိနေတယ်ဆိုတော့ကျွန်တော်လည်းတူတူလိုက်ပြီးတော့ကြည့်ရအောင်ပေါ့နော်အမလေးအမခလေးတိုင်းနေမှာနော်ဟိုဖိုးရှိအားထိုင်ကူလို့လည်းခေါ်တော့ပါဒီတော့ဒီရဲ့ခုမှာပေါ့နော်ဒီမှာဟိုရုပ်လေးတွေပေါ့နော်ကိုရှိအားတော့ဆိုတော့ခလေးတိုက်ဆိုတော့ဒီမှာခလေးတွေရှိတယ်ဒီမှာဆောင်းတဲ့ခလေးတွေပေါ့နော်သူတို့ကစားဘူးတဲ့ရုပ်လေးတွေဝယ်ပြီးတော့ပူလန်းပေးထားတာပေါ့ဒီမှာအများကြီးပဲကစားပြရတာပါဟိုကိုစီပွားရေးပေါ့နော်အထိတ်ထန်ပြီးတော့ဆူတောင်းလို့လည်းရတယ်ဆူတောင်းပြည့်တော့